တရေတစီတွေကိုလူတိုင်းတွေးဘူးမြင်မှုကြတာမဟုတ်ပါဘူး။ဒါမဲ့သူတို့တကယ်ရှိရဆိုတာကိုခလေးလူကြီးအကုန်လုံးကလက်ခံယုံကြည်နေခဲ့ကြပါတယ်။ကျွန်တော်ပါဝင်ပေါ့။တေချာစစ်စားကြည့်ရင်အရန်အောင်ထူးဆန်းပါတယ်။သူတို့ဘာဖြစ်လို့မြင်နေသူကမြင်ပြီးတော့မမြင်တဲ့သူကမမြင်ပဲဖြစ်နေကြရလဲ။ဖြစ်နိုင်ရဲ့အရှိဆုံးကတရေတစီတွေကသူတို့မြင်စေခြင်းတဲ့သူကိုပဲကိုထင်ပြပြီးတော့6လမ်းနာမျိုးပဲဖြစ်မှာပါ။သူတို့ကအမောင်နေရလူတွေဆိုရင်ကျွန်တော်တို့ကအလင်းနေရလူတွေပေါ့။ဘာဖြစ်လို့လဲဆိုရင်အမောင်နေရလူကအလင်းနေကိုမြင်ရပြီးတော့အလင်းနေရလူကအမောင်နေရလူကိုမမြင်နိုင်ဘူးလေ။တဘာဝတရားရအရန်ထူးခြားစမ်းကြင်လို့ပါတယ်။ကျွန်တော်တို့မျက်လုံးနဲ့မမြင်နိုင်တဲ့နေရာတွေမှာနေထိုင်ကြတဲ့သူတွေကတရေတစီနာနာဘဝတွေမဟုတ်ပါဘူး။တခြားပုဂ္ဂိုလ်တွေလည်းရှိနေနိုင်ပါသေးတယ်။ဒါတော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါ။ကျွန်တော်ကစာရေးဆရာတယောက်ပါ။ပရာလောကနဲ့ဆက်နွယ်နေတဲ့အကြောင်းအရာတွေကိုလေ့လာစူးစမ်းပြီးတော့ဝတ္ထုဇာတ်လမ်းတွေဖြင့်ပြန်လည်ပုံဖော်ရေးသားခဲ့တာ9နှစ်လောက်ရှိပါပြီ။အရန်ဝင်ငွေကောင်းတဲ့စာရေးဆရာတယောက်တော့မဟုတ်ပါဘူး။စာရီပဲရေးပြီးဘဝကိုရပ်တည်နေတဲ့သူလို့ထင်လဲမှားတော့ပါလိမ့်မယ်။ဒါမဲ့ဝါသနာရတော့ကျွန်တော်ကအမြဲတမ်းပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေကိုပဲဆက်ပြီးတော့ရေးနေပြမှာပါ။နောက်ပြီးတော့ကျွန်တော် Mystery Animator ဆိုတဲ့နာမည်နဲ့ YouTube channel လေးတစ်ခုဖွင့်ထားပါတယ်။အဲဒီ channel ကနေလည်းပရာလောကနဲ့ပတ်သက်တဲ့ကာတွန်းဇာတ်လမ်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့စိတ်ဝင်စားရင်လာရောက်ကြည့်ရှုနိုင်ပါတယ်။ဒီနေ့တော့မရောက်ဖြစ်တာကြားပြီးဖြစ်တဲ့အဖေရဲ့မွေးရမြေစင်ထန်းရွာလေးစီကိုအလုပ်ကိစ္စတစ်ခုနဲ့ထွက်လာခဲ့တယ်။အဖေဘက်ကအမျိုးရင်းနဲ့လည်းမတွေ့ရကြပြီလေ။ကျွန်တော်အိမ်ကနေကားတစ်စီးနဲ့စပြီးတော့ထွက်လာခဲ့တယ်။တယောက်တည်းခီးဝေးသွားနေမှကြတော့နည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့။ခီးရအရန်ဝေးတော့ကျွန်တော်တိတ်ပြီးတော့အဲ့ဒီရွာကိုမသွားချင်ပါဘူး။ဒါမဲ့နေရာတိုင်းမှာတရေတစီဇလန်းနေရှိနေတကြတယ်လေ။အဲ့ရွာသွားတာကကျွန်တော်အတရေးမဲ့ဆောင်မှာထည့်ရဖို့အကြောင်းအရာတစ်ခုခုတော့ရှားလိုက်မယ်လို့ကျွန်တော်ထင်တယ်။မနက်9 နာရီကနေစပြီးတော့ထွက်လာခဲ့တာ။ညနေ9 နာရီလောက်ရောက်တော့စားတောက်ဆိုင်လေးတစ်ခုမှကျွန်တော်ညဆောင်ဝင်စားခဲ့ပါတယ်။စင်တန်းရွာလေးနဲ့အရန်နီးနေပါပြီ။ဘယ်နှစ်နာရီလောက်ဆက်ပြီးမောင်းရမယ်တော့မသိသေးဘူး။ကျွန်တော်ညသာစားပြီးလို့ပတ်စံရှင်းမိတဲ့ချိန်ဇဝဲရုပ်ကိုကြီးတယောက်ကိုမေးလိုက်တယ်။အကိုကြီးဒီနေရာနေစင်တန်းရွာကိုဘယ်နှစ်နာရီလောက်ဆက်ပြီးတော့မောင်းရမလဲဗျ။3 နာရီလောက်ဆက်ပြီးတော့မောင်းရအောင်မယ်။3 နာရီအောင်လား။အခု7 နာရီထိုးနေပြီ။12 နာရီမထိုးခင်တော့ရောက်လိမ့်မယ်။နည်းနည်းတော့ဝေးတယ်ဆိုပေမဲ့အကိုတို့ဘက်ကလန်နေရပါအနေမှမရှိဘူးစိတ်မပူနဲ့။မနဲ့အစိုးရထားပြီးတနေုံကားမောင်းလာတာကျွန်တော်အရန်ပင်ပန်းနေပြီ။စားတောက်ဆိုင်ရဲ့အနီးမှာဈေးသက်သာတဲ့တဲခုကန်လေးတွေတော့ရှိပါတယ်။ဒါမဲ့အခန်းကြီးကကျွန်တော်တို့သိပြီးတော့အဆင်မပြေဘူး။ဒါကြောင့်3 နာရီလောက်ဆက်ပြီးပဲမောင်းတော့မယ်လို့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။အဝေးပြေးကားလမ်းမအရာနဲ့စင်ထန်းရောက်သွားတဲ့တောလန်းလေးတွေကိုဖြည်းဖြည်းချင်းမောင်းလာလိုက်တယ်။ဒီရွာလေးကိုကျွန်တော်ငယ်ငယ်ကတခါတော့ရောက်ဘူးတယ်။လမ်းတော့မှားစရာမရှိဘူး။ဒီလမ်းတိုင်းမဲ့ဆက်မောင်းရင်စင်ထန်းရွာကိုရောက်တယ်။ကားမောင်းရင်းနဲ့ကျွန်တော်အိမ်ငိုက်လာတယ်။ညလည်းနဲ့လာလေလမ်းလည်းပို့ပြီးတော့ကျန်းလာလိမ့်မယ်။တနေရာရောက်တော့လမ်းမမှာလူတယောက်ငုတ်တုတ်ထိုင်နေတာကိုလှမ်းမြင်နေရတယ်။ကျွန်တော်လည်းအိမ်ငိုက်နေတော့လမ်းမရလူဟာယောက်ျားလားမိန်းမလားတော့မသိခွဲဘူး။သူ့ရဲ့ဆူးရှားတဲ့မျက်လုံးတွေကကားရဲ့မီးအလေးရောင်စိုက်ကြည့်နေတယ်။ကျွန်တော်ဆက်ပြီးမောင်းလာရင်လည်းသူနဲ့ခက်လန်လန်ရောက်တော့ကျွန်တော်အယမ်းမဲ့ထိတ်လန့်သွားခဲ့တယ်။ကားရဲ့မီးလေးရောင်ကြောင့်သူ့မျက်နှာကိုကောင်းကောင်းမြင်ရတယ်။လမ်းဘေးမှာထိုင်နေတဲ့သူကလူမဟုတ်ဘူး။မျက်နှာနဲ့ခန္ဓာကိုယ်မှာရှည်လျားပြီးမဲနဲ့တဲ့အမွှေးမြင့်နေရအပြည့်ပဲ။ခွေးတစ်ကောင်လိုထိုင်နေတဲ့အနေထားကနေလူတစ်ယောက်လိုမျိုးမတ်တက်ရက်လာတယ်။ကျွန်တော်ကအရှိန်မလျှော့ပဲဆက်ပြီးမောင်းလာလိုက်တယ်။အနီးနောက်ရောက်တာနဲ့အဲ့ဒီကောင်ကကျွန်တော်ကအရှိကနေခွေးတစ်ကောင်လိုလေးဘက်ထောက်ပြီးဖြတ်ပြေးတာ။ကားနဲ့တိုက်ခံလိုက်ရတဲ့တန်းကြောင့်မြေပြင်မှာလူးလိမ့်ပြီးအော်ညင်းနေတယ်။ကျွန်တော်ဘာဆက်လို့ရမှန်းမသိဘူး။အပြင်ကိုလည်းမထွက်ရဘူး။ကားရကနေပဲသူ့ကိုကြည့်နေခဲ့တယ်။ရုတ်တရက်အနီးနားမှာရှိတဲ့တစ်ပင်နေကြားရကနေသူ့လိုအကောင်တကောင်ထပ်ပြီးတော့ထွက်လာတယ်။ကျွန်တော်ကလည်းတိုက်မိသွားတဲ့ကောင်ထက်သူက2 ဆလောက်ပိုပြီးကြီးတယ်။နာကျင်ပြီးလူလိမ့်နေတဲ့တကောင်ကတော့ကျွန်တော်မျက်စိရှိမှပဲငြိမ်သက်သွားတယ်။ဘေးရတကောင်ကငြိမ်သက်နေတဲ့ခန္ဓာကိုယ်ဆွဲခေါ်ပြီးသူ့ထွက်လာတဲ့တစ်ပင်နေကြားတွေပြန်ဝင်သွားခဲ့တယ်။ကျွန်တော်တော့ဘာအန်ရမှမပေးခဲ့ဘူး။မနေ့ရောက်တော့ကျွန်တော်ကြုံတွေ့ခဲ့ရတာကိုရွာအမျိုးတွေပြောပြခဲ့တယ်။သူတို့တက်တက်နဲ့တကူတကားမှဒီလိုမျိုးမကြုံမှုကြဘူးတဲ့။
ကျွန်တော်ပြောတာတွေကိုမယုံတဲ့သူတွေလည်းရှိကြမှာပေါ့ကျွန်တော်စိတ်မကောင်းဖြစ်နေမိတယ်ကျွန်တော်ကနဲ့တိုင်းမိလိုက်တဲ့ကောင်ကအသက်ရောရှိနေသေးရဲ့လားကျွန်တော်မသိပါဘူးသူတို့ကရောဘယ်လိုမျိုးနေစုတွေလဲဒီရက်မှနေတဲ့သူတွေကသူတို့တခါမှမတွေ့ဘူးကြပဲနဲ့ဘာဖြစ်လို့ကျွန်တော်နဲ့မှတိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရတာလဲတပတ်လောက်နေတော့ကျွန်တော်မြို့ကိုပြန်လာခဲ့တယ်ဒီတော်လန်လေးတွေကကျွန်တော်မောင်းလာတဲ့ကားရဲ့အတန်ကိုကြားရင်သူတို့တွေကတကောင်ကတော့ကျွန်တော်တို့ထဲကနေစောင့်ကြည့်နေဦးမှာပါသူကျွန်တော်ကိုဘယ်လောက်ထိမုန်းနေမလဲဆိုတာကျွန်တော်ခန်းစားမိပါတယ်ဒါပေမဲ့ကျွန်တော်အိမ်ပြန်လာဟာအနေရကင်းခဲ့ပါတယ်